မျိုးသမီးစေယုံကြီးရန်ကုန်မှာတာဖွားနဲ့မိရဲ့လူနာများကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိနေပါတယ်။ဘုံမျိုးသမီးစေယုံကြီးရန်ကုန်မှာဒီကာကွယ်ဆေးထိုးလုပ်ငန်းများလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီဘုံမျိုးသမီးစေယုံကြီးရန်ကုန်မှာမွေးဖွားတဲ့ကလေးငယ်များအပြင်အနေနဲ့ရမှလည်းကလေးငယ်များကလာရောက်၍ကာကွယ်ဆေးများကိုထိုးနှံလျက်ရှိပါတယ်။နော်ကင်ဆာစကရင်ဌာနကိုလည်းဒီတနင်္လာဗုဒ္ဓဟူးတောက်ကြများမှာဖွင့်လှစ်ထားရှိပြီးတော့ဒီကင်ဆာစစ်ဆေးခြင်းနဲ့လူနာများလည်းလာရောက်၍စမ်းသပ်စစ်ဆေးလျက်ရှိပါတယ်။တာဖွားနဲ့မြေပညာဌာန၊ဓာတ်ခွဲတမန်ဌာနမွေးကစားကလေးဌာနများကိုထောက်ပံ့ပေးတဲ့ဌာနအပါအဝင်ဌာနကြီး9ခုကနေပြီးတော့ဒီတိုင်ဝမ်ပြီးတော့ supportive ပေးဆောင်ရွက်ရရှိပါတယ်။ဘိုးမျိုးသမီးစေယုံကြီးရန်ကုန်ရဲ့ Fertility Center မှာသားသမီးရလိုတဲ့ဇနီးမောင်နှံများရဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဝန်ဆောင်မှုကောင်းစွာပေးရဆောင်ရွက်လျက်ရှိနေကြောင်းတာဝန်ရှိသူမှအခုလိုပြောပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတကာအဆင့်မီကုသမှုရရှိစေရန်ရည်ရွယ်ပြီးတော့သားသမီးမရရှိသေးတဲ့ဇနီးမောင်နှံတွေအတွက် Fertility Center ကုသရေးစင်တာကိုဖွင့်လှစ်ထားရှိပါတယ်ရှင်။ကျမတို့ဘိုးမျိုးသမီးစေယုံရဲ့ Fertility Center ကိုပြည်ပလုံနာဌာနအဖြစ်ဖွင့်လှစ်ထားရှိတဲ့နေရာမှာစိုးရရုံးဖွင့်ရတိုင်းတနင်္လာနေ့မှတောက်ကြနေ့အထိနေ့စဉ်မနေ့၈နာရီမှညနေ၄နာရီအထိကုသမှုပေးလျက်ရှိပါတယ်ရှင်။ကျမတို့စင်တာမှာ2023ခုနှစ်ကမှတန့်စင်တဲ့တုပ်ပိုးရည်ကိုတအိမ်တွင်းကိုပြန်လည်ထည့်သွင်းပြီးတော့မှကလေးရရှိစေတဲ့နည်းပညာ IUI နည်းပညာနဲ့ဇုံတွဲပေါင်း15တွဲကိုကုသပေးခဲ့ပါတယ်။အဲ့ထဲမှာမှ3တွဲအောင်မြင်ခဲ့ပါတယ်။2024ခုနှစ်မှာဆိုလို့ရှိရင်တော့62တွဲပြုလုပ်ခဲ့ပြီးတော့မှ12တွဲအောင်မြင်ခဲ့ပါတယ်။2025ခုနှစ်မှာဆိုလို့ရှိရင်တော့158တွဲကုသပေးခဲ့ပြီးတော့မှ20တွဲအောင်မြင်ခဲ့ပါတယ်။အဲ့ဒီထဲမှာမွာကလေးလေးကိုမွေရရှိတဲ့အမျိုးသမီးကိုဒီမေလထဲမှာပဲအောင်မြင်စွာမွေးဖွားခဲ့ပြီးဖြစ်ပါတယ်။2026ခုနှစ်အတွက်ကတော့နှစ်စကနေပြီးတော့မှအခုမေလအထိပေါ့နော်စုစုပေါင်းတွဲ30ကိုပြုလုပ်ပေးခဲ့ပြီးတော့မှ9တွဲအောင်မြင်ခဲ့ပါတယ်။အဲ့ဒါအပြင်ဒီ2026ခုနှစ်ဧပြီနဲ့မေလအတွင်းမှာဖန်ပြွန်တရေသားနည်းပညာလို့ခေါ်တဲ့ IVF နည်းပညာနဲ့ဇုံတွဲပေါင်း12တွဲကိုကလေးရရှိဖို့အတွက်ဆရာမတို့ဆောင်ရွက်စားသွဖြစ်ပါတယ်။တမီးတော့ပထမတော့တအူးပဲထင်လိုက်တာဒါပေမဲ့အမွာဖြစ်နေတဲ့ဥစ္စာကို3လလောက်နဲ့မြောင်းမှတီးရတယ်ပို့ပြီးတော့တအိမ်လုံးကလည်းဝမ်းတာပြီးတော့ယောက်ျားလေး2ယောက်ဖြစ်နေတော့လေဝမ်းတာတယ်ဟာသားသမီးရလိုတဲ့ဇနီးမောင်နှံများအနေနဲ့ဘိုးမျိုးသမီးစေယုံကြီးရန်ကုန်ရဲ့ Fertility Center မှာစေရေးချမ်းသာစွာနဲ့လာရောက်ကုသမှုခံယူနိုင်ကြောင်းသိရပါတယ်ရှင်။